ကြည့်တယ်ကြာတော်တော်လေးပြန်လာတယ်မေပြန်လာတရားကိုရိုက်ပါရှေ့ဘက်ဒီကရရရှေ့ဘက်ဒီကရတလာတိုင်းတက်နေပါပြီဒီမှာတက်နေတာနဲ့ပေါ်ချင်တယ်ပေါ်ရှိတယ်တရားရဲ့တချို့ပြောအရမ်းမတ်တယ်ဆိုတာမမှတ်ပါဘူးလားကားနဲ့လောက်စားတယ်ကြာတော့ပြပြလေးတက်သွားတယ်ကြည့်လိုက်တခုရှိရပါ့ဟဲ့တခုရှိရပါတော့ကားကျလုတ်လို့ဆုပ်ဆုပ်မတက်နိုင်အော်ဒါပေမဲ့ဒီအတက်ကအမေမအရင်ကြီးမရှိဘူးအရင်ကြီးဥစ္စာဖြစ်နေပေါ့ဟုတ်တာပြပြလေးပဲရှိဘလူကားပဲဖြစ်ကားပြန်ဟောက်စားနေပေါ့ကြည်ကြဲဝင်းလောက်ထားကောင်းတယ်လေးလုံးပြည့်လို့ရတယ်တစ်ဖက်ကလေးပြည့်လို့ရတယ်အမြပြောအမလေးဖြစ်ရတယ်စီကဲပါမဆက်လိုက်ပါဒီမှာအစင်းလဲလေကြည့်လိုက်ကြမှာသူလားအစင်းလဲလှရဲဆိုတာဒီကန်းနာလဲလှလိုက်ကြတယ်တက်ကကိုဘက်ကကြပဲငါလို့သူကရားပေါ်ရောက်တယ်ကြီးရတယ်ဒီတရားပေါ် view ကလှတာတရားပေါ် view ကကျန် sunset view နော်တရားကြီးတဲ့တရားကြီးရတယ်လှတယ်။ဘာလဲဒီဘက် view ရလှတယ်။ဒီ view ကိုဥစ္စာပြုမလွယ်ဘူးလေ။အဲ့ဒီပေါ်ကနေဒီ view ကိုပြရ။ဘာဖြစ်တော့မသိဘူး။အဲ့မဖြစ်အောင်လို့မရဘူးတော့သွားမှာ။ပြင်းတော့။အဲ့ငါလည်းမသိငါတင်မသွားဒီဘက်ကိုပဲသွားလေ။ဒီဘက်ကျမသွားဘူးလေ။တလားပတ်ချင်။အရင်ကရောက်ဘူးရေကောင်းမှုကိုချက်ကိုငါရောက်ဘူးလေ။ကိုကောင်းမှညမလေ။တော့တမန်နဲ့ကူရတယ်လေ။အဲ့ဒါနေလေးတော့လာပြီ။ကောင်းပါဘူး။တရားထုတ်ရတာ။ပြန်တော့ဆင်းနေဟဲ့။ပြန်တော့ဆင်းနေပြီ။အမေကြီးကိုကြော်ရ။ပြန်တော့ဆင်းနေပြီဒီမှာ။3မိနစ်တည်း traffic မရှိအခုဒီမှာ3မိနစ်နဲ့အောက်ကိုပြန်ရောက်တော့မှာတိုးကေကိုဒလားဘတ်ဒီဘက်ချမ်းရမရှိသေးဘူးဒီဘက်ချမ်းနေရတအားစီပါတယ်တွေ့လားမျိုးလေဟိုကတော့တန်နေတိုင်းဖောက်တယ်လို့ပေါ့ဟဲ့ကန်ကောင်းသွားတဲ့နေရာရှိရလေတကယ်ဟုတ်တာတစ်ပင်လေးအောက်ဆိုင်မျိုးဟဲ့အောက်ဆိုင်မျိုးပါအောက်ဆိုင်ဆိုတော့နော်နေမျိုးပဲရှိတယ်ဟိုမှာကျဟုတ်တာကိုရှင်ပြရကြကောင်းရှိရတဲ့တော့လူပေးလာကားရလို့မရဘူးလားကြားပါမှာပြင်းပြကြဟုတ်တယ်မလားမချက်ဖုန်းလို့ဆန်းရုံမွန်းလို့ပါလေလူထွက်ပြီးတော့ရိုက်နေငါတို့ပေးရရင်ကန်ဒီဘယ်လေးချိန်လာအဲ့ဒါပါတယ်လေကန်ဒီဘယ်ဆန်းရုံမွန်းနှစ်ခုတော့ပါတယ်ဒီကပွန်တာအဲ့တိုးကေကိုရောက်ပြီငွေကောက်ပြီထင်တယ်ပတ်စံကောက်ပြီကန်ချီသွားလို့ပြောတယ်မင်းလာတယ်ဒီကောက်မရင်ကလူရ trust ထွက်တော့မရှိဘူးဖြစ်နေတယ်ဒီဘက်သွားကြတခုတိုးသွားရပါတွန်တင်းမြို့နယ်ဒလားမြို့နယ်ဒီဘက်ချမ်းကတွန်တင်းတက်က10အိမ်တန်းကန်ချီတယ်မှကြည့်လေနော်ဒီအားရတဲ့ပတ်ကားပတ်မှာကားရှိလို့ပတ်မောင်းနိုင်ပါဟဲ့ကားငါးပါးလို့ပတ်မောင်းနိုင်ပါကားရှိလေတခုတော့တာရပ်ပတ်မောင်းကြတော့အားရနေခဲ့တိုးကိတ်ကိုရောက်ပါပြီကျွန်တော်ကိုရီးယားချစ်ကြည်ရေးဒလားတဲ့ကောင်းပါလေချစ်ကြည်တိုင်းကိုရီးပြည်သူပြောနေရမင်းတို့လည်းပြောဖို့ဥစ္စာဖြစ်ပါလေခဲရှိတော့ပါပြည်သူအဆင်းရဲဒုက္ခတွေတော်တော်များများခါးစည်းခံနေရ
များသောအဖြစ်ပေါ့နော် ဒီအေးကြီးကတန်ကြီးဘလောက်တက်သွားအောင်ရင်ကအဲ့လိုမျိုးကို